ဦးကျော်တပကံလုံးပြောင်းတလင်းခါသွားပြီးပြဒါတော်မင်းသားကြီးကဘာတခုမှမပြောပဲတီတီငိမ့်ငိမ့်နဲ့ဆက်စားနေတော့ဘေးကလက်ထောက်ကောင်လေးခါများတော့ဟင်းကြိုက်လားမကြိုက်ဘူးလားမသိရလို့ရင်းထဲမှာတဒိန်းဒိန်းဖြစ်နေပြီးအဆင်ပြေလားမပြေဘူးလားတခုလောက်ပြောပါဦးဆိုပြီးဆွမေးလိုက်တော့မင်းသားကြီးစီကပြန်ရတဲ့စကားကထမင်းထက်ယူခဲ့တဲ့ဒါဆိုဖြေကရှင်းနေပြီလေလက်ထောက်လည်းပြပြတလဲထမင်းနဲ့ဟင်းထက်ယူလာပြီးဖြည်းဖြည်းစားပါမင်းသားကြီးရဲ့လို့ပြောနေရတယ်ဒါပေမဲ့နောက်တစ်ခဏမှပဲဒုတိယပဲကံပါပြောင်းသွားပြန်တယ်လက်ထောက်ကအရသာရှိရင်လည်းတခုလောက်ပြောမှပေါ့အခုတော့လူကိုလက်နေရတာပဲဆိုပြီးညီးလိုက်တယ်ပြီးတော့ပင်လယ်ရည်ညှိကျက်ဦးဟင်းရည်ကိုပါတောက်ဖို့ပြောရင်းအဖြစ်ပေးခံရတော့မလားလို့တောင်ထင်ထားကြောင်းဝန်ခံလိုက်တယ်မင်းသားကြီးကဟင်းရည်တောက်ပြီးပစက်တုပ်လိုက်တယ်စားနေတော့စကားမပြောရဘူးလို့ခက်အေးအေးပဲပြန်ဖြေတယ်လက်ထောက်ကလည်းသူ့ကိုစကားတင်းပြောခိုင်းတာမဟုတ်ပဲမိဖို့ကြောင့်ကကောင်မလေးအတွက်စိုးရိမ်နေတာလို့ရှင်းပြတယ်မင်းသားကြီးကတော့မင်းကိုယ်တိုင်အဖြစ်ပေးခံရပြီးမိမမရမှာဆိုလို့လားဆိုပြီးခက်ပြုံးပြုံးနဲ့စားနောက်လိုက်သေးတယ်လက်ထောက်ကနည်းနည်းရှက်သွားပေမဲ့အခွင့်အရေးကိုတော့မလွတ်ဘူးဒီညအဖြစ်လည်းမပေးတော့ဘူးဆိုတော့စုလေးပါလေးမရှိဘူးလားဆိုပြီးတန်းတောင်းတော့တာပဲမင်းသားကြီးကမင်းကတော့အခွင့်ရတာနဲ့တင်းတင်းတက်တယ်လို့ပြောပြီးအနီနဲ့ရွှေရောင်အိတ်ကလေးတစ်လုံးပြပေးလိုက်တယ်လက်ထောက်လည်းပျော်ပျော်ကြီးကောက်ယူလိုက်တယ်မင်းသားကြီးကမဖြုံးနဲ့မိမယူဖို့စုထားလို့ပြောတော့ဒီကောင်ကအမေအတွက်စုပေးမယ်လို့ပြန်ဖြေလိုက်သေးတယ်ပါဇက်ကတော့တော်တော်ချိုတဲ့ကောင်ပဲလက်ထောက်ကပကံတွေကိုတစ်သားအစားတောက်ပုံနဲ့တိတ်နေရင်စူးမှန်ပြောလိုက်တဲ့စကားတခုရှိသေးတယ်လို့တတိယသွားတဲ့စူးမှန်ကဒီပင်လေရင်ကြီးကြက်ဦးဟင်းရီကိုအခုထပ်ပိုကောင်းအောင်ချက်လို့ရသေးပေမဲ့ဟင်းခက်ပစ္စည်းမစုံလို့အကောင်းဆုံးအရသာမထွက်သေးဘူးလို့ပြောထားတာမင်းသားကြီးလည်းဒီစကားကြားတာနဲ့စိတ်ဝင်စားသွားတယ်တကယ်ပိုကောင်းအောင်ချက်နိုင်ရင်သူ့ကိုမိဖို့ချောင်းမှာဟင်းချက်တဲ့နေရာတိုးပေးမယ်ဆိုပြီးစူးမှန်အတွက်စမ်းသက်ချက်တစ်ခုချပေးလိုက်တယ်ဒီလိုနဲ့လက်ထောက်ကအစားတောက်ပုံကိုတည်ပြီးအိမ်တော်တွေကခန်းခန်းနားနားဝတ်ထားတဲ့အမျိုးသမီးတယောက်စီသွားတဲ့ပို့တယ်မင်းသားကြီးကစူးမှန်ကိုပိုကောင်းတဲ့ပင်လယ်ရည်ကြီးကြက်ဦးဟင်းရီချက်ပြဖို့စမ်းသက်ထားကြောင်းပြောပြလိုက်တယ်အမျိုးသမီးကမင်းသားကြီးဒီညဘယ်လောက်စားလဲလို့မေးတယ်ဦးကျော်တပကံလုံးကုန်ပြီးဟင်းရီပါအဆက်မကြံတောက်သွားတယ်လို့ကြားတာနဲ့ကျင်းနဲ့သွားတယ်ပြီးတော့မင်းသားကြီးရဲ့ကျမ်းမာရေးကိုပဲအရင်ဦးစားပေးရမယ်လို့ပြောလိုက်တယ်ဒီသတင်းမိဖို့ချောင်းထဲရောက်သွားတော့စူးမှန်ခမြမျက်လုံးလေးပြူပြီးဝမ်းသာသွားတယ်မိဖို့ချောင်းတာဝန်ခံကလည်းစူးမှန်ရေးဓာခွင့်ရေးကောင်းမဲဆိုပြီးအားပေးတယ်စူးမှန်ကလက်ထောက်ကိုကျေးဇူးတင်တော့ဒီကောင်ကငါကအမှန်တိုင်းသတင်းပို့ပေးုံပဲတကယ်အောင်မြင်မအောင်ကတော့မင်းလက်ရပုံမူတည်တယ်လို့သတိပေးလိုက်တယ်စူးမှန်ကစမ်းသက်ချက်အောင်သွားရင်အားလုံးကိုထမင်းကျွေးမယ်လို့ကတိပေးတယ်ဘေးကကောင်မလေးငယ်နဲ့လက်ထောက်ကလည်းဒီစကားမှတ်ထားပြီးတော့ဆိုပြီးတယောက်တစ်ခုံးဝင်ပြောကြတယ်မအောင်ခင်ကလေးကစားဖို့တန်းစီနေကြပြီဒါပေမဲ့အားလုံးပြောနေတော့အတော်ဝဝကြီးတယောက်ရှိထွက်လာတယ်ပွဲလုပ်ဖို့မလောချနဲ့ဦးဆိုပြီးအရင်ဆုံးရေးလောင်းချလိုက်တယ်ဒီဟင်းရီကိုနှစ်ပေါင်းများစွာဒီပုံစံအတိုင်းပဲချက်လာတာမိထိုးတဲ့ကောင်မလေးတယောက်ကဗာများထူအောင်လုပ်နိုင်မှာလဲလို့စူးမှန်ကိုနှိမ့်ချတယ်ကောင်မလေးငယ်ကမင်းသားကြီးကိုယ်တိုင်အခွင့်အရေးပေးထားတာလို့ဝင်ပြောပေမဲ့တော်ကြီးကနောက်မဆုတ်ဘူးဟင်းရတာပြက်ပြီးမင်းသားကြီးစားချင်စိတ်မရှိတော့ရင်ဘသူတောင်းဝင်ယူမလဲလို့ဖိအားပေးတယ်စူးမှန်ကတော့စိတ်မတူပဲသတိပေးတာကျေးဇူးတင်ပါတဲကျမဘယ်လောက်လုပ်ရမလဲသိပါတယ်ဆိုပြီးငိမ့်ငိမ့်လေးပြန်ဖြေလိုက်တယ်ပစက်နဲ့ပြန်မဲ့အစားလက်ရနဲ့ပြမဲ့ပုံပဲညရောက်တော့စူးမှန်ကအခန်းချင်းလေးတွေကတစ်သားကတင်ပေါ်ပြစ်လဲချလိုက်တယ်ဒူးကပုံထားတဲ့နေရာကိုပို့ရင်းဒီတနေ့လေးနဲ့စပွဲဆယ်ဝိုင်းစာပွဲချက်ရတဲ့လောက်ပင်ပန်းနေလို့ညီးတယ်ဒါပေမဲ့မိဖို့ချောင်းမှာဟင်းချက်ခွင့်ရမယ့်အခွင့်အရေးကိုတော့လုံးဝမလွတ်နိုင်ဘူးဒီနေရာမှာပဲစူးမှန်ကတာမန်ကောင်းမလေးမဟုတ်မှန်သိရတော့တဲ့သူကလှုပ်ဝက်စနစ်တစ်ခုကိုခေါ်လိုက်တာနဲ့အပြာရောင်ဆိုင်မျက်နှာပြင်ကြီးလေးထဲမှာပေါ်လာတယ်စူးမှန်ကဆိုင်ဖွင့်ပြီးလားလို့မေးတော့စနစ်ကဖွင့်ပြီးပြီလို့ပြန်ဖြေတယ်တရင်ကောင်းကငရုတ်သီးနဲ့ဆိုင်တဲ့ပစ္စည်းလဲလို့ရပြီးတရင်ဆိုးကတော့သူ့မှာရှိတဲ့ကျဉ်းနှံမှုအမှတ်နဲ့ငရုတ်သီးအစစ်မရပဲငရုတ်သီးစီပဲရမယ်တဲ့စူးမှန်ကအတင်သုံးလို့ရတဲ့ငရုတ်သီးမရဘူးလားလို့ထပ်မေးပေမဲ့စနစ်ကမရဘူးလို့တခုံးနဲ့ညှော်လင်းချက်ကိုဖျက်ချလိုက်တယ်ငရုတ်သီးစီရပေမဲ့ဟင်းချက်ဖို့ကြတော့စိုက်လိုက်ပြိုးလိုက်တီးလာအောင်စောက်လိုက်နဲ့အချိန်မမီနိုင်ဘူးလေစူးမှန်ကကျဉ်းနှံမှုအမှတ်တွေထပ်ဆူရတော့မယ်လို့သိသွားတယ်ဒါပေမဲ့စနစ်ကလူတစ်ယောက်တည်းစီကအမှတ်ကိုထပ်ခါယူရင်ရလာတဲ့အမှတ်တဖြည်းဖြည်းနဲ့သွားမယ်လို့ထပ်ပြောတယ်အဲ့ဒါဆိုမင်းသားကြီးတစ်ယောက်တည်းကိုပဲအာကူနေလို့မရတော့ဘူးသူ့ဟင်းကိုလူပုံများများစားရမှအမှတ်လည်းများများရမယ်ဒီတော့စူးမှန်လည်းလူတွေအများကြီးသူ့ဟင်းစားရအောင်နဲ့ရှာမယ်လို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မနေ့ဖြန်မင်းသားကြီးအတွက်ဟင်းရည်တပကံကိုအရင်ကောင်းကောင်းချက်ပြရအောင်မယ်စူးမှန်ရဲ့ဟင်းရည်တပကံကသူ့ဘဝကိုပြောင်းပြစ်နိုင်မလားဆိုတာတော့နောက်တစ်ပိုင်းမှာဆက်ကြည့်ရတော့မယ်